ကျွန်တော်အသက်ကတော့20ရှိပါပြီကျွန်တော်တန်လင်းမြို့နယ်အောင်နေပြီးလာပြိုင်တာပဲဖြစ်ပါတယ်ဟုတ်နာမည်ကတော့ဟမ်မင်းထပ်ပါကျွန်တော်ဟုတ်ဘယ်လိုစိတ်ကူးလေးနဲ့လာပြိုင်ဖြစ်တာလဲကျွန်တော်အဲ့လိုမျိုးတချင်းနေဆိုရတော့ကြိုက်တယ်ဗျာအဲ့လိုမျိုးဒီမှာလာပြိုင်တာအဲ့လိုမျိုးဗျာအဲ့လိုအေးမောင်လေးရပြီနော်အမတော့ပါပြီနော်အဲ့လိုမျိုးပေါ့ဟုတ်ပြီဘယ်လောက်ထိပြင်ဆင်လေးကျင်လာလဲတချင်းနေကျွန်တော်အားတဲ့အချိန်တိုင်းရောအဲ့လိုမျိုးအများတချင်းတွေပဲရောဆိုနေရပဲအိမ်မှာတော့အဲ့လိုမျိုးတရှိဘာလုပ်နေလဲအဲ့လိုမျိုးအဲ့လိုမျိုးကြီးဟုတ်ကဲ့လက်ရှိကတော့ကျွန်တော်အိမ်မှာပဲနေတယ်ဘာမှတော့မလုပ်ဘူးအဲ့လိုမျိုးပေါ့အဲ့လိုမျိုးအေးအားပေးလားအေးကတော့အားပေးရအနေနဲ့ပေါ့အဲ့လိုမျိုးပဲပေါ့ဟုတ်ကဲ့အဲ့လိုမျိုးသူစိတ်ဖိအားတွေများနေမှာဆိုလို့အမလည်းလိုက်နောက်ပေးတာပါဟုတ်ကဲ့အဲ့လိုမျိုးပဲပေါ့ဘာချင်းလေးနဲ့ပြိုင်မလဲကျွန်တော်ကိုစိုးခိုင်းရဲ့အဲ့လိုအဖြစ်မီဘူးငါရီရောမီဟေးအနုပညာနာမည်ကိုအဲ့လိုမျိုးလို့ပြောင်းပေးလားအမရီရောမီဖြေမရတချင်းကိုအဲ့လိုမျိုးမထည့်ပြောနေတော့တချင်းပြောပါဟာဘာလဲမဲဆိုင်ရဲ့တီးတန့်ဖြစ်တည်မှုတချင်းလေးဆိုချင်ရတယ်အဲ့လိုပြောကြားချင်တယ်အဲ့လိုမျိုးပေါ့ဆိုရမှာဖြစ်ပါလေအလုံးနားစင်ကြရအောင်နော်အတန်ယူလေဟုတ်ပါသူကလည်းနေလေဆိုကိုကလည်းနေတယ်no မဟုတ်တော့ဘူးလေမနိုင်လားနည်းနည်းစိတ်လို့ရှားနေရောလာစိတ်လို့ရှားတာတော့ဒီနိုင်တယ်ရှေ့ပါနော်ပြန်မဝင်နေတဲ့သုံးခါပဲချမ်းရမယ်နောက်တစ်ခါဆိုလို့ရှိရင်တော့ထပ်ပြီးမှဆိုလို့မရတော့ဘူးနော်နှစ်ခါရှိပြီနော်ဆိုချင်တယ်လို့ဆိုပါဟာတိုင်းရင်ဆိုကြည့်လိုက်ရမလားအတိုင်းလေးလိုက်ကြည့်လိုက်သူဒါလေးညလေးဆိုကိုဟာလေးညချီတွေ intro ကနေစပြီးဝင်အရှိမခေါ်မယ်မခေါ်ဘူးတဲ့အကြောင်းဆိုရတော့မယ်ဒီတရားကတော့သွားပါပြီကွာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးဒီခေါက်ကတော့အဲ့လိုမျိုးနှုတ်ဆက်ချင်ပါသေးတယ်လို့ပြောချင်တော်ရဲ့သားနဲ့ကိုနော်စိတ်မကောင်းပါဘူးစိတ်တော့မကောင်းဘူးစိတ်ချင်လိုက်တာလက်ကလေးကို